မီးဘာကြောင့်လောင်လဲဒီအချက်၃ချက်ကြောင့်ကျွန်တော်တို့မီးလောင်ပါတယ်အောက်ဆီဂျင်ရဲ့အပူရဲ့နောက်ပြီးတော့လောင်စာရဲ့သုံးခုသွားဆုံတဲ့အခြေအနေနဲ့မီးလောင်မှုဖြစ်တယ်မီးလောင်မှုဖြစ်အောင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲသုံးခုတွေကတစ်ခုကိုကျွန်တော်တို့ကဖယ်ထုတ်ကမှာပေါ့လောင်စာတွေရှိနေတာလားဒါမှမဟုတ်လို့ရှင်အရန်ပူပြင်းပြီးတော့ပြည့်တွေအရန်များနေလားလောင်စာတွေကိုကျွန်တော်တို့တေချာထားရမှာမီးမလောင်ဖို့အတွက်ဆိုလို့ရှိရင်အောက်ဆီဂျင်မရှိအောင်လုပ်လို့တော့စံမပြေဘူးအပူကလည်းသူ့ဟာနဲ့သူဟင်းချက်တာဒါမှမဟုတ်လို့ရှိရင်နေရလာတဲ့အပူတွေကတော့သူ့ဟာနဲ့သူရှိနေမှာပဲဆိုတော့ကျွန်တော်တို့အဓိကက fuel လောင်စာကိုပဲကျွန်တော်တို့ဖယ်ဖို့လုပ်တယ်ပေါ့နော်သစ်သားတွေရှိမယ် paper တွေရှိမယ်ဒီ dust diesel ဘာညာပေါ့နော်ပြီးတော့လို့ရှိရင်အမှိုက်တွေပေါ့ဒါတွေကိုကျွန်တော်တို့ကတေချာလေးစနစ်တကျစီမံထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမီးလောင်မှုကျွန်တော်တို့တားဆီးနိုင်ပြီဒီသုံးခုမှာဒီတကယ်များမီးလောင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအောက်ဆီဂျင်ကိုဖယ်ထုတ်လိုက်မလားပေါ့ဥပမာအဖြစ်အဝတ်နဲ့အုပ်လိုက်တာမျိုးဒါကဘာလဲဆိုတော့ကျွန်တော်အောက်ဆီဂျင်ကိုဖယ်ထုတ်လိုက်တာပေါ့တဲနဲ့ပတ်ချလိုက်တာမျိုးဒါတွေကဘာလဲဆိုတော့ကျွန်တော်တို့အောက်ဆီဂျင်ကိုဖယ်ချလိုက်တာ remove the heat အဲ့ဒါကြတော့ကျွန်တော်တို့ကရေနဲ့ကျွန်တော်တို့ပတ်ချလိုက်တာမျိုးဆိုတော့ဒါပေမဲ့အဲ့ဒါဘာမှသုံးလို့မရဘူးလေဆိုတော့ acid နဲ့ပတ်သက်တဲ့ဟာမျိုးတွေနောက်ပြီးတော့လို့ရှိရင်စီလောင်တာမျိုးဟိုအိမ်ထဲမှာထင်းရိုးတည်ထားလို့စီရမီးထားတောက်တယ်ရေနဲ့သာပတ်ချလိုက်လို့ရှိရင်သိကြတယ်ငရဲမိလို့မျိုးပုံငနဲ့ထတောက်အဲ့လိုမျိုးတွေကြားလို့ရှိရင်တော့ရေနဲ့ပတ်လို့မရဘူးဒါမျိုးတွေကိုကျွန်တော်တို့သတိထားဖို့လိုတယ်ရေကအဓိကကတော့သူတို့ကအေးသွားအောင်လုပ်ပေးတာပေါ့နော်ထိကိုကျွန်တော်တို့ရှော့ချပေးတာဆိုတော့ remove the fuel ဒါခါကျလို့ရှိရင်ဒီလောင်စာတွေကိုကျွန်တော်တို့ဖယ်ထုတ်လိုက်တာဆိုတော့ဆရာတို့ကျွန်တော်တို့အိမ်မီးလောင်တွေ့ဦးမှာပေါ့ဟောက်ကတစ်သားတွေဟိုဟာတွေအခြေတွေကိုဖျက်ချတာမျိုးဘေးဖယ်ထုတ်တာမျိုးဖြိုချလိုက်တာမျိုးတောမီးလောင်တာမျိုးဆိုလို့ရှိရင်ဆရာတို့တွေ့ဦးမယ်လောင်စာပြတ်သွားအောင်လို့ကျွန်တော်တို့ကလေမီးသားမြောင်းတူးလိုက်တော့ဆိုတော့ဒီသုံးခုတွေကတစ်ခုကိုဖယ်နိုင်လိုက်တယ်ဆိုလို့ရှိရင်မီးလောင်မှုကဘယ်လိုရပ်တန့်သွားဆိုတော့ဒါကမီးလောင်မှုကိုကျွန်တော်တို့ဘယ်လိုကာကွယ်မလဲဘယ်လိုရပ်တန့်အောင်လုပ်မလဲဆိုတော့အခြေခံသဘောတရားလေးတွေပါ